နဲ့ထူတယ်သူကလည်းအားပြတ်နေတဲ့လူဆိုထုချက်ကတိတ်မနာဘူးပေါ့အဲ့တော့မြောက်ခေါင်းပေါက်ယုံပေါက်သွားခေါင်းထုလိုက်တဲ့အခါကျတော့သွေးတွေရဲကနေထက်လာတော့မြောက်ကြီးကလည်းလန့်နိုးတော့ဟာဒုက္ခရောက်ဖေးဆိုလန့်ဖြန့်ပြီးတော့တစ်ပင်မော်တက်ပြေးပြီးဟိုချီတီချီငါခဲနဲ့ထုတာဘယ်သူတော့ဆိုတော့သူဖြစ်နေသူကယ်ထားတဲ့လူကထုတာအပရာဟိတစိတ်မရှိဘူးဆိုရင်အဲ့နာရင်ကွဲပြီလေသူနော်သူကယ်ထားတဲ့လူကသူ့ဒုက္ခပေးပြီလေမြော့နေတဲ့လူကထုလို့ပေါ့တန်းနေတဲ့လူကသာထမင်းက9ရက်လောက်မစားတဲ့အားပြတ်နေတဲ့လူကထုလို့ခံသာသွားတာနော်ဒါပေမဲ့ခေါင်းတော့ကွဲသွားတယ်အဲ့မှာ तू ပြောပုံလေးကမျက်ရည်ကျတယ်ဘုရားလောင်းမျက်ရည်ကျတာနာလို့ကျတာပါ तू ကဘာပြောတော့ तू ပြောတဲ့စကားလေးအမှန်တန်ကောင်းတယ်မိတ်ဆွေတဲ့မင်းဒုက္ခတွေကိုငါကယ်ထားတာတဲ့အဲ့တော့တကယ်လို့မင်းစိတ်ကောင်းရှိမယ်ဆိုရင်ငါ့ကိုကြာရောက်လာမယ်ချင်းသေးတွေကြားတွေဒီတောရိုင်းတရိစ္ဆာန်တွေလာရင်ငါ့ကိုအတိပေးပြီးမင်းကပဲငါအကာအကွယ်ပေးတဲ့အနေထားမျိုးရှိရတဲ့နဲ့မင်းကပဲငါပြန်ဒုက္ခပေးတယ်ဖြစ်ရလေဟောဖြစ်မှဖြစ်ရမလေမြောက်ကြီးကမျက်ရည်ကျတာဒီလူသားရဲ့စိတ်ဓာတ်ညံ့တာကိုကြည့်ပြီးမျက်ရည်ကျတာနော်ဖြစ်မှဖြစ်ရလေပေါ့ကိုယ်ကယ်ထားတဲ့လူမှလှုပ်ရက်ပလေပေါ့ဒီလိုမျက်ရည်ကျသို့တော့ပရဟိတလုပ်ငန်းတစ်ခုသူစိတ်ပြတ်မသွားဘူးဖះလောင်းများကဘယ်တော့ဖြစ်ဖြစ်ဒီစိတ်ဓာတ်ကြတာမျိုးမရှိဘူးဘာလုပ်လဲလို့ဆိုမင်းလူလောကရောက်ဖို့ရအတွက်အများကြီးလိုသေးတယ်တဲ့ဒီတော်ကြီးကမင်းထွက်နိုင်ဖို့မင်းတယောက်တည်းမထွက်နိုင်ဘူးတဲ့အဲ့တော့မင်းနာကတ်လို့တော့မဖြစ်ဘူးမင်းကစိတ်ကောင်းရှိတဲ့လူမဟုတ်တော့သို့တော့ငါလမ်းဆုံးအောင်တော့ကူညီပေးမယ်ငါသွေးဆက်ကြတဲ့နောက်ကသာလိုက်ခဲ့ပြီတော့လို့ဆိုတော့ပြင်ဘက်ရောက်အောင်လိုက်ပို့ရှာနော်ခေါင်းကအနာကြီးနဲ့လိုက်ပို့တာသွေးတွေကဇက်ခနဲ့ကျသွားတယ်ဟိုတစ်ပင်ခုံလိုက်သွေးစီတွေကျအဲ့သွေးဆက်ကလေးသာကြည့်ပြီးလိုက်ခဲ့တော့လို့ကဲအဲ့ဒီမှာဖះလောင်းမှာကြည့်သူကဒီလူကြီးကိုကဲတင်တဲ့အလုပ်ကိုလုပ်တာလေဂျားဖြတ်ပြီးတော့ကဲတင်မှုသူရက်မပြစ်ဘူးဘာဖြစ်လို့ရက်မပြစ်တာတော့ဆိုသူကဲတင်တာကဒီလူအသက်ရှင်ရေးတစ်ခုတည်းကိုထားတယ်သူ့ပေါ်မှာကျေးဇူးတင်ခံခြင်းလို့လုပ်တာမဟုတ်ဘူးဒါကြောင့်မို့လို့သူ့လုပ်ငန်းသူကမွန်မြတ်တဲ့အလုပ်တစ်ခုကိုသူဆက်ပြီးတော့လုပ်သွားတယ်ဘာတစ်ခုမှဒါကကရုဏာကိုအခြေခံတယ်ဥပိ္ပခာနဲ့သူ့ရဲ့လောက်ရက်တွေကိုခေမဆိုင်ဘူးမင်းလှုပ်ချင်တာလှုပ်ဒါမင်းအပြစ်ပဲငါနဲ့မဆိုင်ဘူးငါကတော့ငါလှုပ်တဲ့အလုပ်လိုက်ဆုံးသည့်တရားလှုပ်ပေးမှာပဲဆိုပြီးတော့ကဲတင်လိုက်တာမဟာကပိဇတ်ဆိုတာ950ထဲမှာဖတ်ဖူးကြလိမ့်မယ်နော်ဒီလိုဟာမျိုးဟာဘုရားလောင်းရဲ့စိတ်ဓာတ်